ဒီနေ့တနေ့လာနေကျူရှင်နဲ့ပိတ်တယ်ဆိုတော့ယဒီလိုအပ်တာလေးသွားပါမယ်အခုကတော့မိသားစုမဲ့ကိုသွားနေရဖြစ်ပါတယ်တကယ်လေးတိလိုက်လမ်းလျှောက်ရင်းနဲ့တိလိုက်တာတော့ခုကငါရမ်းချောပါလားဆိုပြီးတော့ခုရောက်ပါပြီဒီလိုအပ်တာကခဲဖြက်ရယ်စာအုပ်ရယ်ဆိုတော့အရင်ဆုံးဒုတိယချက်ကိုတက်သွားလိုက်ပါတယ်ပြီးရင်တော့ရှာထူကြီးမို့လို့အခြားတစ်ကြောင်းမြင်လိုက်ရှာတစ်ကြောင်းမြင်မတွေ့ပဲ၄ကြောင်းမြင်နေကြည့်ပဲတွေ့ဖြိုတော့လေးလောက်ကြည့်ကြတော့နောက်ဆုံးကြတော့တစ်ကြောင်းမြင်ကိုရှာတွေ့ပါပြီဒါမဲ့လည်းကိုကြိုက်တဲ့အရာပြန်ရွေးလိုက်ပါဦးမယ်ဟဒီကအပြာသေးကြိုက်တယ်ဆိုတော့အပြာလေးနဲ့အုပ်ယူလာပါတယ်ဒီလိုပဲချစ်စီရတယ်မလားအမေဝယ်ပေးလို့ပြောလိုက်တော့မမေကဝယ်ပေးဘူးတဲ့မဒီနေ့တကယ်တူပဲချစ်စီရတယ်မမေကလည်းဒါလေးလည်းသမီးနဲ့တူတယ်ဆိုတော့ပြတူရင်ဝယ်ပေးလိုက်လေဆိုတော့တူပဲတူတာဝယ်ပေးဖို့မဟုတ်ဘူးတဲ့ဒါလေးဆိုပိုတော်တူသေးတယ်လေထက်လာပြပြင်ရောအဲ့နဲ့ဝယ်ပေးလေးလို့ပြောတော့ဒါလည်းတူပဲတူတာဝယ်ပေးဖို့မဟုတ်ပြန်ဘူးတဲ့အခုကအပေါ်ထဲမှာဝယ်စားပြီးတော့အောက်ထပ်ဆင်းပါမယ်ဒါကတော့ဟိုလေအခုတလော TikTok မှာရော live မှာရောအားခက်စားပါရေခဲချောင်းလေးမို့လို့စားကျင်တာနဲ့တခုယူခဲ့လိုက်ပါတယ်ယတိကယူရာကကြတော့ avocado ပါထတဲ့လေးရလှလို့မင်းဝယ်ပေးလို့ပြောတာအိမ်မှာအများကြီးရှိရပြုတ်တော့တော့ရရင်မြူနေတော့တဲ့တကယ်လာတာကြည့်ပါအဲ့နဲ့မမေကလှတယ်ဟုတ်တယ်တဲ့ချစ်စရာလေးတဲ့ဒါမဲ့တဲ့တမီးဝယ်ဖို့မဟုတ်ဘူးတဲ့အဲ့နဲ့ပဲအပြက်မှာမြန်မာမုတ်တွေ့လို့မြန်မာမုတ်လေးထပ်စားခဲ့လိုက်ပါတယ်သူကတစ်ခုမှ900ပဲရှိရပေါ့နော်လိုချင်တာအစုံထည့်ပြီးတယ်ခုကတော့အိမ်ရောက်ပါပြီရေကကြောင်စားပါမယ်စားဖို့အောင်2မျိုးရချစ်စရာလေးသူကလက်မပေအောင်လို့လေဟိုဒုတ်ချောင်းလေးကိုခွက်အောက်လေးမှာဆိုတော့ကောင်းပါတယ်အပြင်ပိုင်းကကျွတ်လေးနဲ့အထဲပိုင်းကရေခဲမုတ်ရတာလေး
နှာခေါင်းနေအောင်ပြေကုန်ပြီအောင်မရေဒီယောကြိုက်ပါတယ်အခြားအရသာတွေတော့မ try ကြည့်ရသေးပေမဲ့အခုထောပတ်ဒီရသာလေးမှာတော့တော်တော်ကြိုက်ပါတယ်သူကအပြင်ပိုင်းမှာညာဖျားပုံစံလို့ထူထူလေးပေါ့နော်အထဲမှာညာရေခဲမုတ်အီလေးအားကြပါမှဆိုလို့ကြော်လည်းမကြော်ချင်တယ်အမြန်လေးပြလိုက်တော့မယ်ဆက်ကြပါအောင်ဘာလို့ကြွေးရလဲသိလားကင်မရာထဲမှာတကယ်သားလို့မရလို့ကြွေးရပြင်မှာဆိုမကြွေးဘူးဘာလို့စော်ကြိုက်လို့သူကလေအထဲမှာထောပတ်သေးဆိုရင်ထောပတ်သေးအစိတ်လေးလည်းပါသေးတယ်အဲ့ထောပတ်သေးအစိတ်ကိုကြာတော့ချောကလက်လေးနဲ့လုပ်ထားတာစားတော့မစားကြည့်ရသေးဘူးအဲ့အထဲကအစိတ်လေးကလေအပြင်ကဒီအကာထက်လေးပို့ပြီးတော့မှားတယ်ဘလို့မကြိုက်လို့မရတယ်အပြင်ကဟာပဲလှက်ပတ်ပြီးအရင်စားနေလိုက်တယ်အစိတ်စားကြိုက်ပါမယ်ပထမတစ်ခါကြိုက်တာတော့သွားနာဝိုင်းဘုံရိုးလေးလူတွေကတစ်ခါခိုက်ပါမယ်တော်တော်မှအဆုံးနဲ့ခိုက်တာဘလို့မှခိုက်လို့မရတော်တော်မှဗီဒီယိုတွေကရုပ်ကိုလာကြည့်လိုက်တော့ဘယ်လောက်မှလဲဆိုတာအဲ့ဒါအောင်ဒီလောက်လေးပဲပဲ့သွားသွားလည်းတော်တော်နာနေပြီဒါမှလည်းရှုံးပေးဦးထက်ကြိုက်တယ်ဘာဖြစ်လို့ဆိုချောကလက်ဆိုရင်တော့ကြိုက်တာဆိုတော့နောက်ဆုံးမှအကုန်လုံးပဲ့ရွယ်ပြီးတော့ပါလာဖူရီချစ်လို့ဆိုပြီးတော့ပြန်သိမ်းထားလိုက်တယ်ပြီးရင်အဖိုင်ဦးလေးရဒီရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ယတိ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးเนาะ